ဆောင်ကျင်ဦးကနေရာတစ်ခုကိုတွားရောက်ပြီးသူရဲ့ Just Chain Quest ကိုလက်ခံလိုက်တာနဲ့စတင်ပါတယ်။ရုတ်တရက်ဆိုကလို့ကျင်ဦးရှိမှခရမ်းရောက်ပေါ်တဲ့တစ်ခုပေါ်လာပြီးသူအဲ့ဒီထဲကိုဝင်သွားပါတယ်။တစ်ဖက်မှာတော့ယူကျင်ဦးနဲ့သူ့ဖခင်တို့ထမင်းစားခန်းထဲမှာရှိနေကြတယ်။ကျင်ဦးရဲ့အကိုယူကျင်ဆောင်ကသူတို့ဖခင်ကိုနှုတ်ဆက်ပါတယ်။ဇလန်းကကျင်ဦးစီကိုပြန်ရောက်လာပြီးသူဟာဒီ Just Chain Quest ရဲ့တန်ကြံကထူးဆန်းနေတာကိုသတိထားမိပါတယ်။ကျင်ဦးဟာ Night ကောင်နဲ့စတင်တွေ့ဆုံပါတယ်။သူကအဲ့ဒီ night ကိုခဏကစားပြီး Fatal Strike skill ကိုသုံးပြီးအနိုင်ယူလိုက်ပါတယ်။နောက်ထပ် night တွေအများကြီးထပ်ရောက်လာပြီးဂျင်ဟူကိုစိန်ခေါ်ပါတယ်။တစ်ဖက်မှာတော့ဂျင်ဟူသူ့ဖခင်နဲ့ကျင်ဆောင်တို့စီပြန်ရောက်သွားတယ်။ဂျင်ဟူရဲ့ဖခင်ကကျင်ဆောင်ကို Extra Hunter တွေစီယုံတဲ့အစီအစဉ်ဘယ်လိုရှိလဲလို့မေးပါတယ်။ကျင်ဆောင်က Hunter အချို့ကညှင်းပယ်ကြပေမဲ့ဥယျာဉ်နဲ့အရှိအလဲပိုင်းက Hunter တွေနဲ့ဟင်ငန်းနေစေဖြစ်ကြောင်းပြောပါတယ်။အဲဒီနောက်ကျင်ဆောင်ကဂျင်ဟူပတ်လှည့်ပြီးဂျင်ဟူရဲ့ Siren Dungeon ဝင်နေတဲ့အစီအစဉ်ကိုသူသိကြောင်းနဲ့သူ့လက်မဝင်မရှုပ်ဖို့သတိပေးပါတယ်။တန်ကြံထဲမှာတော့ဂျင်ဦးကနိုင်အများပြဖို့အနိုင်ယူနေပါတယ်။လူတရက်ရန်သူတွေထည့်ရောက်လာပြီးဂျင်ဦးနဲ့တိုက်ခိုက်ကြပါတယ်။အဲဒီရန်သူတွေဟာသူရင်ကရင်ဆိုင်ခဲ့မှုတဲ့ရန်သူတွေရဲ့ skill တွေကိုသုံးနေတာကိုဂျင်ဦးသတိထားမိသွားပါတယ်။သူကရန်သူတွေရဲ့တိုက်ခိုက်မှုကိုရှောင်တိန်ရင်တကောင်ချင်းစီရဲ့အာဏာချက်တွေကိုစဉ်းစားပြီးပြန်တိုက်ခိုက်ပါတယ်။ဒီတိုက်ပွဲကြောင့်သူစတင်ပင်ပန်းလာပြီးဖြစ်လို့အများဆုံးအဆုံးသတ်ချင်နေပါတယ်။ဆက်ရှင်ကို Kind Master ချွဲချောင်အင်းစီပြောင်းလိုက်တဲ့အခါသူဟာချာရီအင်းနဲ့တခြားဟန်တာတွေနဲ့အတူလေရင်တစ်ဆင်းအနီးမှာတွေ့ဆုံနေပါတယ်။ဂျင်ဦးစီတင်ရောက်တဲ့အခါသူကရန်သူတွေကိုအောင်မြင်စွာအနိုင်ယူပြီးသွားပါပြီ။ပလီယာလော့ကသူအာမအချို့ရရှိကြောင်းပြတာကြောင့်သူဝစ်ဆန်လိုက်ပါတယ်။ဂျင်ဦးကအခန်းသစ်တစ်ခုထဲဝင်သွားတဲ့အခါအနီရောင်နိုင်တစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအနီရောင်နိုင်စီကထွက်လာတဲ့ဖီးယားတွေဟာတပတ်တကြလုံးကခန်းစားခဲ့ရတဲ့တင်းမာမှုမျိုးနဲ့တူနေရလို့သူခံစားရပါတယ်။အဲ့ဒီနိုင်ရဲ့အမည်ဟာ Igris the Blood Rush လို့ပေါ်လာပါတယ်။ Igris ရဲ့အမည်ကအနီရောင်ပြနေတာကြောင့်သူဟာဂျင်ဦးထက်အများကြီးပိုတတ်မှလဲဆိုတာကိုသိလိုက်ရပါတယ်။ Igris နဲ့ဂျင်ဦးတို့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။ Igris ကဂျင်ဦးကိုဖိအားပေးထားပြီးဂျင်ဦးက Igris ရဲ့ခံစစ်ကိုဘယ်လိုဖောက်ရမလဲလို့စဉ်းစားနေတယ်။ဂျင်ဦးကလက်ဗလာနဲ့တိုက်ခါဖို့စီစဉ်တဲ့အခါ Igris ကလည်းသူ့ရဲ့လက်နက်တွေကိုပေးဖယ်လိုက်ပါတယ်။ဒါဟာ Igris ကသူ့ကိုအထင်သိနေတာလို့ဂျင်ဦးကတွေးမိပါတယ်။တစ်ဖက်မှာတော့ဟူဂျင်ချောကဥက္ကဋ္ဌကိုကုံဦးစီသွားလဲပါတယ်။သူတို့နေရာအလုပ်ကိစ္စတွေဆွေးနွေးနေတော့ချွဲချောင်အင်္ဂါဖုံးဆက်လာပါတယ်။ကိုကုံဟီကအစီအစဉ်တွေအဆင်ပြေလားလို့မေးတဲ့အခါချွဲကအဆင်ပြေကြောင်းနဲ့အခု operation ကိုခွင့်ပြုပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။ဂျင်ဦးနဲ့ Igris တို့ရဲ့တိုက်ပွဲစီပြန်သွားတဲ့အခါဂျင်ဦးတရား Igris ရဲ့ခွန်အားအောင်မှာအလိုလက်ခံနေရပါတယ်။သူဟာအញ្ញံနှုံးကိုမြင့်တယ်မေးတိုက်ခိုက်ကြည့်ပေမဲ့မအောင်မြင်မဲ့ရုပ်သေးရုပ်လိုပဲဟိုပြစ်တီပြစ်အလောက်ခံနေရပါတယ်။ဂျင်ဦးနဲ့ Igris တိုက်ပွဲအရှိန်မြင့်လာပြီး Igris ကဂျင်ဦးကိုတပ်ဖို့ဓာတ်ကိုဆင့်ခေါ်လိုက်ပါတယ်။ဂျင်ဦးကအဲ့ဒီဓာတ်ကိုဖန်ခိုင်းပြီးဘေးကိုလွတ်ပစ်လိုက်ကသူ့ရဲ့တမန်ကိုဆင့်ခေါ်ပြီး Igris ရဲ့မျက်လုံးကိုထိုးလိုက်ပါတယ်။ Igris လုံးမရဖြစ်နေတော့ဂျင်ဦးကသူ့ကိုနေရာစီတွန်းပို့ပြီးအကြိမ်ကြိမ်ထိုးနှက်ပါတယ်။ပလီယာလော့ကဂျင်ဦးအနေနဲ့ Igris ကိုအနိုင်ရသွားပြီဖြစ်ကြောင်းနဲ့ဆွလက်တွေအများကြီးရရှိကြောင်းအသိပေးပါတယ်။ဂျင်ဦးကဆွလက်တွေကိုစစ်ဆေးနေရင်းနဲ့သူ့ရဲ့ inventory ထဲမှာနေရာမရှိတာ teleportation stone ကိုဘာလို့ပေးရတယ်လို့စဉ်းစားမိပါတယ်။သူက Just Chain Quest မပြီးသေးဘူးလားလို့တွေးနေတော့မှပဲသူ့ပပတ်လည်မှာ portal တွေနဲ့ player လောက်တွေထပ်ပေါ်လာပါတယ်။ရန်သူတွေအလုံးရင်းနဲ့ထပ်တက်လာတာကြောင့်သူဟာမကုံဆုံးနိုင်တဲ့ရန်သူတိုင်းတွေကိုရင်ဆိုင်နေရပြီလားလို့ဂျင်ဦးတွေးမိပါတယ်။ဂျင်ဦးကနိုင်တွေကိုစတင်တိုက်ခိုက်တဲ့တစ်ခါမှာတော့ချွဲဆောင်အင်းနဲ့သူ့ပွဲသားတွေဂျေဂျူကျုံကိုထွက်ခွာသွားကြပါတယ်။တစ်ချိန်တည်းမှာပဲဂျင်ဦးကနိုင်အုပ်စုကြီးကိုအကောင်းဆုံးတိုက်ခိုက်နေပေမဲ့ဒါဟာဘယ်လောက်ကြာခံမလဲလို့သူစိုးရိမ်နေပါတယ်။သူ teleportation stone ကိုသုံးဖို့ကြိုးစားပေမဲ့နဲ့တကောင်ကသူ့လက်ထဲကနေရိုက်ချလိုက်ပါတယ်။ဂျင်ဦးဟာရန်သူတွေကိုအနိုင်ယူဖို့နီလန်းတွေကုန်ခန်းနေပြီဆိုတာသိပေမဲ့သူ့ရဲ့အဆွမ်းရှိသမျှအကုန်ထုတ်သုံးပြီးတိုက်ခိုက်ပါတယ်။သူအင်အားချင်းနဲ့လာချိန်မှာတော့သူ့နားထဲမှာသူဟာအားနေတဲ့ဟန်တာတယောက်ပဲဖြစ်လို့အချိန်မီလက်လျှော့လိုက်တဲ့နယ်လို့အတန်တွေပဲ့တင်ထင်နေပါတယ်။တစ်ခါမှာတော့ဥက္ကဋ္ဌကိုကိုဟီကတတိယအကြိမ်မြောက်ဂျေဂျူကျွန်းတိုက်ပွဲအကြောင်းနဲ့သူဘာကြောင့်အဲ့ဒီတိုက်ပွဲကိုမတက်ရောက်ခဲ့ရလဲဆိုတာကိုဦးကျင်ချောကိုပြပြနေပါတယ်။ဒါကြတဲ့မှာတော့ဂျင်ဦးကသူ့ရဲ့အတိတ်ကပုံရိပ်ဟောင်းနဲ့စကားပြောနေရပါတယ်။အတိတ်ကဂျင်ဦးကအခုဂျင်ဦးရဲ့တမန်လာတဲ့ခန္ဓာကိုယ်ကိုအထင်ကြီးပေမဲ့စိတ်ထဲမှာတော့အာဏာချက်တွေရှိနေသေးရဲ့လို့ခံစားနေရပါတယ်။မင်းကဘရောမှာအီရန်ထက်မပိုတဲ့ဟန်တာပဲလို့ပြောဆိုနေပါတယ်။ဂျင်ဦးကလည်းသူ့အတိတ်ကပြောတာမှန်နေပြီးဘာမှပြောင်းလဲမသွားဘူးလားလို့တန်တရားဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲ player လော့ပေါ်လာပြီးသူ့ရဲ့ daily quest ကိုပြီးအောင်လုပ်ဖို့သတိပေးပါတယ်။ဂျင်ဦးက pass ကိုမပြီးမြောက်နိုင်တဲ့အတွက်စနစ်ကသူ့ကို penalty zone စီပို့လိုက်ပါတယ်။ penalty zone နဲ့ရောက်တဲ့အခါဂျင်ဦးကသူ့ကိုယ်သူပြန်လဲသုံးသပ်ပြီးဆိုင်ထဲကနေ potion တွေဝယ်ကတန်ရာတွေကိုကုသပါတယ်။စနစ်ကသူ့ကိုတန်ရာပြင်းထန်ရင် potion နဲ့ကုလို့မရတော့ကြောင်းတဘာဝအတိုင်းပျောက်ကင်းအောင်ဆောင်ရမှာဒါမှမဟုတ် level တက်မှသာပျောက်ကင်းမှာဖြစ်ကြောင်းအသိပေးပါတယ်။အဲဒီမှာ Canavera မိတ်ဆာတွေပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ရင်ဂျင်ဦးဟာ level တက်လာကတန်ရာတွေလည်းတိတိကျကျပျောက်ကင်းသွားပါတယ်။သူဟာ store ထဲကနေ Night Killer ဆိုတဲ့လက်နက်သစ်ကိုဝယ်ယူလိုက်ပြီး Igris ကိုနိုင်တော့ရခဲ့တဲ့ Bronze Stone ကိုခွဲလိုက်ပါတယ်။အဲဒီကနေ Ruler Hand ဆိုတဲ့ skill ကိုရရှိပါတယ်။
ဒီ skill ဟာမနာမလို့ပဲအရာဝတ္ထုတွေကိုမထိပဲလှုပ်ရှားစေနိုင်တာပါ။ကျင်းဦးဟာကြောချင်းကွက်ရှိအတန်းများစိတ်ပြန်သွားပါတယ်။အခန်းထဲမှာနိုင်တွေအရင်ကထပ်ပုံများနေပေမဲ့သူရထားတဲ့လက်နက်တဲ့ skill တွေကိုသုံးပြီးပြန်လည်တိုက်ခိုက်ပါတယ်။တစ်ဖက်မှာတော့ Game Master ချဲဆောင်အင်းနဲ့ချားရင်တို့အဖွဲ့ဟာကျေကျူကျွန်းရဲ့ဝေဟင်ဘော်ကိုရောက်ရှိလာပါတယ်။တန်ကြံထဲမှာတော့ကျင်းဦးကနိုင်တွေကိုတိုက်ခိုက်နေရင်ထူးဆန်းတာတစ်ခုကိုသတိထားမိပါတယ်။ Mage တွေကပေါ်တယ်တွေကနေ10နိုင်တွေကိုအဆက်မပြတ်ဆင့်ခေါ်နေတာကိုသိသိသာပါတယ်။ဒါပေမဲ့သူက Mage တွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ပါတယ်။ Mage တွေကိုတက်လိုက်တဲ့အခါနိုင်တွေဟာမြေပုံပြတ်ကျပုံပါတယ်။နောက်ဆုံးမှာတော့ကြံရှိတဲ့ Mage တွေစုပေါင်းပြီးနိုင်တွေကိုကိုလန်းကြီးအဖြစ်ပြောင်းလဲလိုက်ပေမဲ့ကျင်းဦးကအဲ့ဒီကိုလန်းကိုအောင်မြင်စွာနိုင်ခဲ့ပါတယ်။ Quest ပြီးဆုံးသွားတဲ့အခါစနစ်ကသူ့ကို Necromancer အဖြစ်အလောက်ကင်အတန်းစားပေးပါတယ်။ကျင်းဦးကခွန်အားတောင်းတဲ့ class မျိုးပဲလိုချင်တာမို့ဒါကိုညှင်းပယ်ဖို့ကြိုးစားပေမဲ့ဒါဟာ hidden class ဖြစ်ကြောင်းစနစ်ကပြောပါတယ်။အဲဒီနောက်မှာတော့သူရဲ့ class က Shadow Manage အဖြစ်အဆင့်တိုးသွားပါတယ်။သူတက်ခဲ့တဲ့ night တွေစီကနေအရေးတွေထွက်ပေါ်လာပြီးစနစ်ကအရေးထုတ်ယူခြင်းအတွက်စကလုံးတစ်လုံးသတ်မှတ်ခိုင်းပါတယ်။ကျင်းက Arise လို့ရွေးချယ်လိုက်ပါတယ်။ night တွေရဲ့အရေးတွေဟာစစ်တီတော်တွေအဖြစ်ထလာကြပါတယ်။ကျင်းက Shadow Storage နဲ့အရေးစစ်တီတွေကိုတင်စီနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာ Ecris ရဲ့အလောင်းသားကိုသွားပြီးသူ့ရဲ့အရေးကိုထုတ်ယူဖို့ကြိုးစားပါတယ်။နှစ်ချိန်တနိုင်ရှုံးနေခဲ့ပေမဲ့နောက်ဆုံးချိန်မှာတော့မင်းရဲ့သခင်ဟောင်းကိုဆွန့်ခွာပြီးငါ့ဘက်ကိုလာခဲ့ပါလို့ Template တိုးဆိုပြီးနောက် Ecris ရဲ့အရေးကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။ကျင်းကသူ့ကို Ecris လို့ပဲနာမည်ပေးလိုက်ပြီး Ecris နဲ့အရေးစစ်တဲ့တစ်ခုလုံးကကျင်းရဲ့ရှေ့မှာဒုထအညံ့ခံလိုက်ကြတာနဲ့ Solo Leveling Season 1ဟာပြီးဆုံးသွားပါတော့တယ်။ကဲဒါကတော့အားနေတဲ့ Area Hunter လေးဘွားကနေကဘာကြီးကိုတုံးလို့ဆင်မယ် Shadow Manage အဖြစ်စတင်မှုဖလာခဲ့တဲ့စောင်းကျင်ဦးရဲ့ Solo Leveling Season 1 recap ပဲဖြစ်ပါတယ်။သူရဲ့အရေးစစ်တဲ့ကြီးကနောက်ထပ်ဘလောက်တောင်အင်အားကြီးလာအောင်လဲအစင်းမြင့် Hunter ကြီးတွေနဲ့ဘလို့ရင်ဆိုင်သွားမလဲဆိုတာကတော့ Season 2မှာဆက်လက်ဆောင်ကြည့်ရမှာပါ။ဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင် like ပေးဖို့မမေ့နဲ့အောင်နော်။နောက်ထပ်လည်းဒီလိုမျိုး anime recap မိုက်စာတွေကိုလက်မလွတ်ရအောင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ခင်ဗျာ။